လေးလုံးစိတ်ထားတဲ့ဟာလေးတွေကိုအာလူလေးလဲစီလေးနဲ့အပူပေးလိုက်တယ်လို့ပဲပေါ့ကွာဟိုလိုတအားကြီးလဲအကျက်ကြီးမဟုတ်ဘူးအဲ့လိုမျိုးလေးပဲအခုလိုအနေထားလေးပေါ့နော်အာလူတွေလည်းဆယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခင်းကျင်သည်စီတက်ပါမယ်အဲ့ဒါအရင်ဦးဆုံးကြက်သွန်ပြူချင်းတွေကိုအဲ့ဒီတပကံလေးထောင်းထားတာပါအဲ့ဒါကိုပန်းကတဝက်ကြော်ကြော်လေးထည့်လိုက်တယ်ပေါ့နော်တဝက်ကြော်ကြော်လေးတုံးထားတယ်နောက်အယောင်မုံထည့်တယ်စနွင်းမုံထည့်မယ်ပေါ့နော်အယောင်စနွင်းမုံလေးကအနေတော်လေးတွေထည့်ပေါ့နော်ကဲပြီးတော့ခင်းကျင်သည်ပေါ့နော်ခင်းကျင်သည်ကဘူးလေးတုံးထားတယ်အဲ့ဒီဘူးလေးရဲ့ဟာလေးတွေကိုပဲဒီဘူးလေးတုံးထားပါတယ်ခင်းကျင်သည်ရဲ့ဟာကို2စွန်း3စွန်းလောက်အဲ့ဒီကိုထည့်ထားတယ်ထည့်ပြီးတော့မှကြည်ပြီးသားဆိုရင်ပန်းရပိုကြည်ခြင်းနဲ့ပိုမြန်ခြင်းနဲ့အတွက်ကြောင့်မလို့ကြိတ်ဆက်လေးတွေကိုထည့်ပြီးတော့မှပြန်ပြီးမှလုံးလိုက်တယ်ပေါ့နော်ပြန်ပြီးကြိတ်လိုက်တယ်ပေါ့ကဲခဏနေရစီတက်ထားတဲ့ကြက်သွန်ချင်းတွေကအခုလိုကြက်လာပြီဆိုရင်ကြိတ်ထားတဲ့ခင်းကျင်သည်တွေကိုပန်းရထည့်ပါတယ်အဲ့လိုထည့်ပြီးတော့မှပြန်ပြီးစီပြန်လာအောင်ခင်းချင်သည်အရာသာပို့ပြီးတော့မှဆွဲသွားစေအောင်အဲ့လိုမျိုးစီပြန်လာတဲ့ဒီပန်းစီတက်တယ်ပေါ့အရာသာတွေထည့်မယ်စားထည့်မယ်ဒါကတော့အာလူအတွက်ထည့်တာပေါ့နော်အမဲသားအတွက်ကကြတော့ထည့်ပြီးသားဆိုတော့ဘာမှပြောစရာမလိုတော့ဒါအာလူအတွက်ထည့်တာအရာသာကစားလေးထည့်တယ်ပင်ကန်းပြားကြီးလေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်ကဲခင်းကျင်သည်လေးတွေကအခုလိုအနေထားလေးရောက်သွားပြီဆိုလို့ရှိရင်အမဲသားကြော်ထားတဲ့ဟာလေးတွေကိုထည့်ပါမယ်ထည့်ပြီးတဲ့ခါကျတော့အဲ့ဒါကိုလည်းတမသွားအောင်ပြန်ပြီးတော့မှပန်းရတော့မွေတယ်ပေါ့နော်အဲ့ဒီအမဲသားလေးတွေပြန်ပြီးတမသွားအောင်အခုလိုခင်းချင်သည်လေးတွေနဲ့ပေါ့အဲ့လိုမျိုးလေးဖြစ်သွားပြီဆိုပန်းရ pressure cooker နဲ့ထည့်ပြီးပေါင်းပါမယ်နော်ကဲအဲ့ဒါဆိုကဲအိုးလေးထည့်ပြီးတော့မှရေလေးကိုမြုပ်တည်ထိပန်းရတော့ထည့်လိုက်တယ်ဘာလို့လဲဆွဲခါကြတော့ပြီးကြမှာရေခန့်အောင်ဆောင်းတာကိစ္စမရှိဘူးလေအဲ့လိုကတ်သွားမှာဆိုလို့ပေါ့အဲ့ဆိုတော့အဲ့လိုလေးအနေထားလေးကို pressure cooker နဲ့15မိနစ်လောက်ပေါင်းလိုက်တယ်ပေါ့နော်15မိနစ်လောက်ပေါင်းပြီးတော့ပြန်ဖွင့်ကြည့်လိုက်တဲ့ချိန်မှာအမဲသားလေးတွေကတော့ဣနေပြီအဲ့ဒီအချိန်မှာပန်းရအာလူကိုထည့်လိုက်တယ်အာလူကိုကြတော့လေ10မိနစ်အတွင်းဆိုလို့ရှိရင်ရတယ်ခဏနေရလောက်ဒီမလို့ပေါ့အဲ့တော့ပန်းရ10မိနစ်လောက်ကိုအဖုံးလေးပိတ်ပြီးမှပြန်ပြီးမှပေါင်းလိုက်ပါတယ်ကဲဒါကကြတော့ပြန်ပြီးဖွင့်လိုက်တဲ့အနေထားလေးပေါ့နော်ကဲအာလူလေးတွေလည်းနှက်နေပြီအရေလေးကလည်းအနေတော်လေးဖြစ်ပြီဆိုရင်ပန်းရကြာညိုလေးကိုထည့်ပါမယ်အဲ့လိုလေးချကန်ဒီမှာကြာညိုလေးကိုထည့်ခြင်းကအယောင်လေးနဲ့ပို့ပြီးတော့မှလာသွားစေတယ်အရသာလေးကိုလည်းနည်းနည်းချိုလေးဖြစ်သွားစေတယ်ပေါ့နော်ကဲဒါမြည်ကြည့်လိုက်ပါတယ်အရန်ကိုကောင်းနေပြီနောက်ထပ်မွေးခြင်းတဲ့ခါကျကလားလေးမဆလာလေးကိုပန်းရတော့ဖြူလိုက်ပါသေးတယ်ကဲအခုဆိုလို့ရှိရင်လေအသားငါးကိုဘာညီနဲ့မှမရစေပဲနဲ့အယောင်စင်းအရသာတွေပြည်စုံသွားစေမယ်ဟင်းတစ်ခွက်လေးရပါပြီကဲအမဲသားစားတဲ့သူများရှိလို့ရှိရင်ပန်းချက်နေလေးနဲ့လိုက်ချက်ကြည့်လိုက်တော့နော်အရန်ကိုအရသာရှိပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးလေးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဟင်းချက်နေလေးတွေကိုဝင်ပြပေးသွားပါမယ်ဘိုင်ဘိုင်